အားလုံးပဲမင်္ဂလာပါဗျဒီနေ့မျှဝေပေးခြင်းနဲ့ကြောင်းရတော့ကျွန်တော်တို့ Microsoft Windows Server ကိုဘယ်ကြောင့်သုံးရတယ်ပြီးလို့ရှိရင်ဒီ server ကိုဘယ်လို install setup လုပ်ရလဲဆိုတာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် Microsoft Windows Server ကိုဘယ်လိုအတွက်သုံးရလဲဆိုလို့ရှိရင်ကျွန်တော်တို့က server ရဲ့ service တွေကိုအသုံးပြုခြင်းနဲ့အချိန်မှာ server နဲ့ချိတ်ဆက်ပြီးတော့သုံးတာပေါ့နော်လူတဦးတယောက်ကိုကျွန်တော်တို့က main အလုပ်ချိန်မှာစကားမကြည့်နဲ့ဒါပါနေပဲကျွန်တော်တို့ permission တွေသတ်မှတ်ချင်တာ permission တွေသတ်မှတ်လိုက်ခြင်းအဖြစ်ပို့ပြီးတော့ထိရောက်သွားမှာပေါ့နော်အဲဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ Microsoft Windows Server ကိုအသုံးပြုရခြင်းဖြစ်ပါတယ် Microsoft Windows Server ကိုဆက်ရလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်ကတော့ real မှာတော့မပြတော့ဘူးဒါပေမဲ့ Virtual ပေါက်ကလေးနဲ့ဆက်ပြမယ်နော် Virtual ပေါက်ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် Virtual ပေါက်ကိုဖွင့်လိုက်ပြီဆိုတာနဲ့ဒီလို interface လေးနဲ့ပေါ်နေမှာဖြစ်ပါတယ်ဒီလို interface လေးနဲ့ပေါ်နေမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီထဲမှာတော့ကျွန်တော်တို့စောင့်ထားတဲ့ file တွေပေါ့နော်ကျွန်တော်တို့ Windows 7 စောင့်ထားရင် Windows 7 ပေါ်မယ် Windows 10 စောင့်ထားရင် Windows 10 ပေါ်မယ်ပေါ့နော်ကျွန်တော်တို့က Microsoft Windows Server install ဆွဲမှာဆိုတော့ setup လုပ်မှာဆိုတော့ Microsoft Windows Server ဆောက်ဖို့အတွက်ကျွန်တော် Virtual Box ထဲက new ကိုနှိပ်လိုက်မယ်ကျွန်တော်ကဒီနေ့ကျွန်တော်က Windows Server 2012နဲ့စမ်းပြမှာဆိုတော့ Windows Server 2012ဆိုတဲ့ဥစ္စာလေးဆိုင်မယ်ပေါ့နော်Windows Server 2012လို့ရရတာနဲ့အောက်ကပါရှင်းမှာ Windows 2012 64 bit ဆိုပြီးတော့ပြောင်းသွားမယ်နော်။ကျွန်တော်က Windows Server လေးရိုက်ပြီးပါရင် next နေလိုက်ပါနော်။ဒီမှာတော့2048ဆိုပြီးပြတယ်ဒါဆိုလို့ရှိရင် 2GB ပေါ့နော်။ next နေလိုက်မယ် create နေလိုက်မယ်DVI Virtual Box Disk Image ဆိုတာလေးနှိပ်လိုက်မယ်ပြီးရင် Dynamic Allocator ဆိုတာလေးနှိပ်လိုက်မယ် Next နှိပ်မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ File Location ရဲ့ Size ဆိုတာလေးကကျွန်တော်တို့ဘာမှစိမယ်ဆိုတာလေးပြောတာပေါ့နော်ကျွန်တော်ကိုလုံးနှိပ်ပြီးရင် create ဆိုတာလည်းနှိပ်လိုက်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီထဲမှာတော့ဒီ Microsoft Windows Server လေးကိုကျွန်တော်တို့ create လုပ်ပြီးရဖြစ်ပါတယ်တိုးပေမဲ့ကျွန်တော် ISO file လေးထည့်ဖို့လိုသေးတယ်ပေါ့နော် ISO file ထည့်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ Microsoft ဒီအခွန်လေးကိုကျွန်တော်တို့ double click လိုက်မယ် double click ပြီးတော့ကျွန်တော်တို့ဒီဘက်ဘေးမှာ folder ပုံစံလေးပြထားတဲ့ဥစ္စာကိုone click နှိပ်မယ် as ဆိုတာလေးရှိတယ် as ကို one click နှိပ်မယ်မိတ်ဆွေတို့ကဒီ Windows Server ဆိုလို့ရှိရင် server ISO file လေးတော့ရှင်းနေဖို့လိုတယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်ဘယ်လိုရှာရမလဲဆိုတာကိုလည်း link ချပေးထားမှာနော်ကျွန်တော် Windows Server ဖြစ်တဲ့အတွက် Windows Server 2012 R2 standard ဆိုတာလေးကိုရွေးလိုက်တယ်ပေါ့နော်ရွေးပြီးလို့ရှိရင် open နိုင်မယ်ဒါဆိုလို့ရှိရင် Windows Server 2012 R2 ရေးလိုက်ပြီကျွန်တော် choose ဆိုတာလေးနှိပ်လိုက်မယ်အဲဆိုလို့ရှိရင်ဒီမှာ /setup disk ဆိုတာလေးပေါ်လာမယ် Windows Server 2012 R2 standard ISO Phuket နော်ကျွန်တော် file ISO file လေးရွေးပြီးဆိုတာနဲ့ step ကိုတင်မယ်ဒါဆိုရင်ကျွန်တော်တို့ Windows Server လေးစတင်နေပြီပေါ့နော်
မှာတော့ကျွန်တော်တို့ window တင်လို့ပဲပေါ့နော် window တင်လို့ပဲ next နေလိုက်မယ် install နေတယ်မယ်ဒီမှာတော့ကျွန်တော် key down ပြီဆိုတော့ကျွန်တော်တို့မှာ key မတည်ဘဲနဲ့ဘာညာရိုက်ထည့်လို့မရဘူးနော်ဒီမှာကျွန်တော်တို့ရှိတာရှောင်းနှိပ်လိုက်ပါမယ်ရှောင်းနှိပ်ပြီးတော့ကျွန်တော် next နှိပ်ကြည့်လိုက်ပါနော်ပြီးမှတော့နော်ပြီးမှတော့ကျွန်တော် key ရှာမယ်ပေါ့ key ရှာဖို့ဆိုရင်ကျွန်တော်တို့ shift key အတန်းရနှိပ်ဖို့လိုတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ administrator ဆိုတဲ့ command box လေးကြာလာပြီဆိုလို့ရှိရင်ကျွန်တော်ဘာရှာရမလဲဆိုတော့ဒီ window ဒီမှာ h colon လေးပြထားတယ်ဗျ h colon လေးကတော့ c partition ကိုစားပြုတယ်နော် c colon လေးကိုကိုစားပြုတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ c colon လေးအောက်မှာဘာတွေရှိလဲဆိုတော့ကျွန်တော်တစ်ချက်စစ်ကြည့်လိုက်မယ် file စစ်တဲ့အခါမှာ dir ဆိုတဲ့ command လေးနဲ့စစ်ပါတယ် file စစ်တဲ့အခါမှာ dir ဆိုတဲ့ command လေးနဲ့စစ်ပါတယ်ပြီးကျွန်တော် enter တစ်ချက်ခောက်မယ်အဲ့တော့ကျွန်တော်တို့ရှာချင်နေတဲ့ key file ရပါမှာလဲဆိုတော့ဒီထဲမှာတော့မရှိဘူးเนาะကျွန်တော်တို့ရှာကြည့်လိုက်မယ်ဟုတ်ပြီကျွန်တော်တို့ဒီမှာ key file မရှိဘူးဆိုရင်ကျွန်တော်တို့နောက်ထပ် partition ဒီဘက်ကိုတွားကြည့်လိုက်မယ်เนาะဒီ column ပေါ့ enter တစ်ချက်ခောက်လိုက်မယ်ဒါဆိုရင်ဒီ column လေးရောက်သွားပြီပေါ့နော်ဒီ column ကိုပဲရှေ့ကဒါဆိုရင်ဒီ partition နဲ့ရောက်သွားပြီပေါ့နော်ဒီ partition နဲ့ရောက်သွားပြီဒီပုံမှာ h column လေးကျတော့ c partition ကိုစစ်လို့ပဲကျွန်တော်တို့ dir ဆိုတဲ့ command လေးနဲ့ file ကိုစစ်ကြည့်လိုက်မယ်စစ်ကြည့်လိုက်တော့ကျွန်တော်တို့ဒီမှာ key ဆိုတဲ့ file လေးတော့တွေ့ပြီနော် key ဆိုတဲ့ file လေးတော့တွေ့ပြီဟုတ်ပြီအဲ့တော့ကျွန်တော်တို့ cd key ဆိုတဲ့ command လေးနဲ့ဝင်လိုက်မယ်ကဲဒါဆိုရင် key ဆိုတဲ့ဥစ္စာလေးရောက်သွားပြီဟုတ်ပြီဗျာ key file ထဲမှာဘာတွေရှိလဲဆိုတော့ကျွန်တော် dir ဆိုတဲ့ command လေးနဲ့ထပ်စစ်ကြည့်လိုက်မယ်အော်ဒီမှာနော်332 Windows Server 2010 R2 serial key ဆိုတဲ့ဒါဆို test file လေးပေါ့နော် test file လေးတွေ့ပြီအဲ့တော့ကျွန်တော်တို့ Windows ဆိုတာလေးကိုရိုက်ကြည့်လိုက်မယ်ဗျာနော် Windows ဆိုတာလေးကိုရိုက်ကြည့်လိုက်မယ်အဲ့တော့ခေါက်ကြည့်လိုက်ဒါဆိုရင်သူပေးမဝင်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော် Windows ဆိုတာလေးကိုတစ်ချက်တွန်းလိုက် Windows ဆိုတာလေးကိုနှိပ်ပြီးတော့တကီးတစ်ချက်တွန်းလိုက်ရင်ဒါဆိုရင်ဒီ file ဒီ test file နဲ့ရောက်သွားပြီပေါ့နော် test file နဲ့ရောက်ပြီဆိုရင်ကျွန်တော် enter တစ်ချက်ခေါက်လိုက်မယ် key ကိုတွေ့ပြီဆိုရင်ကျွန်တော် copy ကူးလိုက်မယ် control c နဲ့ကူးလိုက်မယ်နော်ကျွန်တော်တစ်ချက်ပေးချမယ် control v နဲ့ချမယ်ဒီမှာတစ်ချက်ပြောပြချင်တာကဒီမှာ server core installation ရှိတယ် server with GUI ဆိုပြီးတော့ရှိရပါတော့ server core installation နဲ့တင်ပြီးတဲ့အချိန်မှာကျွန်တော်တို့က test အနေနဲ့ပဲတွေ့ရမှာပေါ့နော်ကျွန်တော် Linux ကိုသုံးမယ်ဆိုလို့ရှိရင် test တွေပဲတွေ့ရတယ်လို့မျိုး test တွေနဲ့ပဲတွေ့ရနိုင်မယ် test ဆိုတာတော့ဒီကျွန်တော်တို့တကူကူကို control လုပ်ချင်တဲ့အခါမှာစာဖိုင်အနေနဲ့ပဲရိုက်ကြတာပေါ့နော်စာအနေနဲ့ပဲရိုက်ကြတာဒီအောက်က Windows Server with GUI ဆိုတာတော့ကျွန်တော်တို့ဒီမှာတပ်ပုံလေးမြင်ရမယ်ကျွန်တော်တို့ဘာလုပ်လဲဆိုတော့တွေ့ရမယ်ပေါ့နော်အဲ့လိုမျိုးလေးသူဆိုလိုထားခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ server with GUI နဲ့ပဲတင်လိုက်မှာပေါ့နော် command နဲ့တင်လို့ရှိရင်တော့ဒီမှာ screen မဲရွယ်တွေ့ရမှာပေါ့ဒီမှာလည်းနှစ်မျိုးရှိရပါတော့ဒီ upgrade ဆိုတာကတော့ကျွန်တော်တို့ရှိပြီးသား file မှာကျွန်တော်တို့နောက်ထပ် feature အသစ်တွေထပ်ထည့်ခြင်းတဲ့အခါမှာ upgrade နဲ့နှိပ်ပါတယ် custom install Windows only ဆိုတာကတော့
ကျွန်တော်တို့0ကနေပြီးတော့ဘာမှမရှိတဲ့0ကနေပြီးတော့ကျွန်တော်တို့အသစ်တင်တာဖြစ်ပါတယ်ကျွန်တော်ကအခုမှတင်မှာဆိုဘာမှမရှိတော့ custom install window only ဆိုတာလေးကိုတင်လိုက်ပါမယ်ဒီမှာကျွန်တော်တို့က50ပေးထားပါတော့က50 next နေလိုက်မယ်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ window တင်တယ်လို့ပဲပေါ့နော်သူစပြီးတော့ install လုပ်နေပါပြီဆိုရင်ကျွန်တော်တို့ဒီတင်လိုက်တဲ့ server လေးရဆိုလို့ရှိရင် reset ဒီခုန 100% ပြည့်သွားတဲ့အချိန်မှာ reset တစ်ခေါက်ကြာတော့နော် reset တစ်ခေါက်ကြာပြီးတော့ဒါကျွန်တော်တို့ server window တက်ပြီပေါ့နော်ဘာဒီမှာအများနဲ့ user name ကတော့ administrator ပါကျွန်တော်ကစမ်းပြမှာဖြစ်တဲ့အတွက်တစ်ခုပေါ့နော်ကျွန်တော်တို့ user name ကတော့ administrator ပါကျွန်တော်တို့ change ရင်လည်းမရပါဘူး password ကတော့ဒါမိတ်ဆွေတို့ကြားတဲ့ password ပေါ့နော်ဒီ returner password ဆိုတာလည်းအပေါ် password ပေါ့နော်ဒါလေးကျွန်တော်တို့ password သတ်မှတ်ပြီးရင် finish ကိုနှိပ်လိုက်ရပါပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ server set up ဖြစ်သွားပါပြီ server ထဲကိုဝင်ဖို့ဆိုရင် control alter delete ဒီမှာ to sign in ဆိုတာလေးရှိပါတယ်ဒါမဲ့ကျွန်တော်တို့ virtual ပေါင်းမှာတော့ control ရဲ့ delete ရဲ့နှိပ်လိုက်ရပါပြီ real မှာဆိုလို့ရှိရင်တော့ control alter delete ဆိုပြီးတော့ဒီကျွန်တော်တို့ keyboard ကနေပြီးတော့ဒီ3ခုလုံးကိုရိုက်ထည့်ပေးဖို့လိုပါတယ် virtual ပေါင်းမှာဆိုရင်တော့ control ရဲ့ delete ရဲ့နှိပ်လိုက်ရပါပြီဒါကတော့ကျွန်တော်တို့ခုနကသတ်မှတ်ပေးတဲ့ password လေးကိုရိုက်ထည့်ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ window ထဲဝင်သွားပြီပေါ့နော် Windows Server 2012 R2 ဆိုပြီးတော့ဝင်သွားပါပြီWindows Server 2012ရဲ့ကျွန်တော်တို့ select interface ရတော့ဒီလိုပုံစံလေးဖြစ်ပါတယ်ဒီမှာကျွန်တော်တို့တွင်းကျင်တဲ့ service တွေကိုဒီကနေ app row and feature နေပြီးတော့တွင်းရမှာပဲဖြစ်ပါတယ်မိတ်ဆွေတို့လည်းဘယ်လိုပဲဖြစ်ဖြစ်ဒီဗီဒီယိုလေးကြည့်ပြီးတော့တစ်ခုခုရသွားတယ်ဆိုလို့ရှိရင်ကျင်တတ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ